လုံးဝမနာပါရှင်ဒီနေ့မှာတော့ remote ကထုတ်တဲ့ RVN 80 speaker ရဲ့အသုံးပြုနည်းတွေကိုပြပြပေးသွားပါမယ်ပထမဦးဆုံး power ခလုတ်ကိုအရင်ဖွင့်ပေးပါပြီးရင်ဖုန်းထဲက Bluetooth ကိုဖွင့်ပြီးတော့ RVN 80 speaker နဲ့ချိတ်ဆက်ပေးပါRVN 80မှာ mode ၄မျိုးရှိပါတယ် Bluetooth mode, eUHB cable mode, DFCAM mode နဲ့ USB mode တို့ပဲဖြစ်ပါတယ် speaker မှာပါတဲ့ဒီ cloud လေးရဲ့ mode တစ်ခုချင်းစီလိုက်အသုံးပြုနည်းတွေကိုပြပြပေးသွားပါမယ်speaker ရဲ့အနောက်ဘက်မှာဆိုရင်တော့ speaker ကိုအပြင်သွင်းလို့ရမယ် Type C ပေါက်တစ်ခု eUHB cable ပေါက်တစ်ခု USB ပေါက်တစ်ခုနဲ့ DFCAM ထည့်လို့ရတဲ့အပေါက်တစ်ခုလို့ပါပါတယ်Bluetooth mode မှာဒီ power plug ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်တစ်ချက်ရက်သွားပြီးတော့3စက္ကန့်လောက်ထိရလိုက်မယ်ဆိုရင်တော့ power ပိတ်သွားမှာပဲဖြစ်ပါတယ်ဒီဖုန်းပုံစံလေးကိုတော့တစ်ချက်နှိပ်မယ်ဆိုရင်ဖုန်းနဲ့ဖုန်းချလုပ်လို့ရပြီးတော့ဖုန်းလာတာကိုပတ်ခဲ့ခြင်းနဲ့ဆိုရင်တော့3စက္ကန့်လောက်ထိရမှာပဲဖြစ်ပါတယ်ဒီမိုင်းနဲ့ plug လေးရတော့တစ်ချက်နှိပ်မယ်ဆိုရင်အတန်တိုးတာပဲဖြစ်ပြီးတော့2စက္ကန့်လောက်ထိရလိုက်မယ်ဆိုရင်တော့အရှိရတဲ့ချင်းကိုပြန်ရောက်သွားမှာပဲဖြစ်ပါတယ်အပေါင်းလေးရတော့တစ်ချက်နှိပ်မယ်ဆိုရင်အတန်ကျတာဖြစ်ပြီးတော့2စက္ကန့်လောက်ထိရမယ်ဆိုရင်တော့နောက်ထပ်တစ်ချင်းတစ်ပုတ်ကိုကြော်သွားမှာပဲဖြစ်ပါတယ်3T ဆိုတဲ့ခလုတ်လေးကတော့2စက္ကန့်လောက်ထိရလိုက်မယ်ဆိုရင်ရောင်စုံမီးလေးတွေပိတ်သွားမှာပဲဖြစ်ပါတယ်AUH ပုံမှာ power ခလုတ်ကိုတစ်ချက်နှိပ်လိုက်မယ်ဆိုရင်တစ်ချင်းတောင်မီးလိုက်တာဖြစ်ပြီးတော့3စက္ကန့်လောက်ထိရမယ်ဆိုရင်တော့ power ပိတ်သွားမှာပဲဖြစ်ပါတယ်ဖုန်းပုံစံလေးကိုနှိပ်လိုက်မယ်ဆိုရင်တော့မုတ်ပြောင်းလို့ရမှာပဲဖြစ်ပါတယ်မိုင်းနဲ့ခလုတ်လေးကိုတစ်ချက်နှိပ်မယ်ဆိုရင်အတန်တိုးသွားတာဖြစ်ပြီးတော့အကြိုက်ဖိနေထားမယ်ဆိုရင်တော့အတန်ကိုတစ်ဖြည်းဖြည်းရှုတ်ချသွားမှာပဲဖြစ်ပါတယ်ပေါင်းကလုတ်လေးကိုတစ်ချက်နှိပ်မယ်ဆိုရင်တော့အတန်ကျတာဖြစ်ပြီးတော့အကြိုက်ဖိနေထားမယ်ဆိုရင်တော့အတန်တစ်ဖြည်းဖြည်းကျလာမှာပဲဖြစ်ပါတယ်ရွေးရည်ဆိုတဲ့ခလုတ်လေးကို20စက္ကန့်လောက်ထိရလိုက်မယ်ဆိုရင်ရောင်စုံမီးလေးတွေပိတ်သွားမှာပဲဖြစ်ပါတယ်။ DFCAM mode နဲ့ USB mode မှာဆိုရင်တော့ဖုန်းဝင်လေးတစ်ချက်နှိပ်မယ်ဆိုရင်မုတ်ပြောင်းတာဖြစ်ပြီးတော့3စက္ကန့်လောက်ဖိနေလာမယ်ဆိုရင်တော့ Rapid All Sound ဒါမှမဟုတ် Rapid Single Sound လုပ်လို့ရမှာပဲဖြစ်ပါတယ်။ကျန်တဲ့ခလုတ်လေးတွေရဲ့ function လေးတွေကတော့ Bluetooth mode function နဲ့အတူတူပဲဖြစ်ပါတယ်။ Bluetooth mode နဲ့ AUX mode မှာမျိုးစားတို့ speaker နှလုံးချိတ်ဆက်ချင်တယ်ဆိုတော့ဒီခလုတ်လေးကို20စက္ကန့်လောက်ထိရပေးပါ။ခေတ်ဒါဆိုရင်တော့နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်။ channel လေးကို subscribe လုပ်ဖို့မမေ့ခင်နေအောင်နော်။